ကျွန်တော်အခုပြောပြမယ့်ဇာတ်လမ်းကကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတစ်ခုပါကျွန်တော်နာမည်ဦးကြည်တာပါနေမျိုးလေးတစ်ခုကဆေးရုံတစ်ခုမှာလူနာတင်မောင်းအဖြစ်တစ်နှစ်ကျော်လောက်အလုပ်လုပ်ခဲ့ပါတယ်နေ့ကျူတီတစ်ပတ်ညကျူတီတစ်ပတ်နဲ့အလဲကျစနစ်ပါဒီဖြစ်ပျက်ကကျွန်တော်ညကျူတီကြားတဲ့ညမှာဖြစ်ပျက်ခဲ့တာပါအဲ့ဒီညကမိုးကလေးတဲကြီးမဲကြီးရွာနေပါတယ်ကျွန်တော်တို့လူနာတင်နေထားတဲ့အဆောင်ရဲ့ဘေးကအခန်းလေးထဲမှာစောင်းလေးချုံကဖုန်ကြည့်နေပါတယ်ကျွန်တော်တို့လူနာတင်နေထားတဲ့နေရာနဲ့ဆေးရုံထဲကရှံဝင်းတစ်ခုထဲမှာဆိုပေမဲ့2မိနစ်လောက်တော့လမ်းလျှောက်ရမယ်ထင်ပါတယ်မွေးထဲမှာထီဆောင်ပြီးဆာမမြနေတယောက်လမ်းလျှောက်ပြီးတော့ကျွန်တော်စီကိုလောနဲ့ရောက်လာပါတယ်ဦးကြည်တာရေဒီအစင်းရောကအပြင်ထနေတဲ့အရေးဖို့လူနာပြောကောက်ခွဲရမယ်ဒီမှာလူနာရှင်ရဲ့နာမည်ပေးလိုက်မယ်လူနာရှင်ကရွာထိပ်မှာကားဟုတ်စောင့်နေလိမ့်မယ်ဒါများဆရာမရဲ့ဦးလေးကိုဖုန်းခေါ်လိုက်ရင်ပြီးတဲ့ဥစ္စာကျမဖုန်းလိုက်မဖြစ်နေလို့ပါဦးကြည်တာရဲ့ဆရာမလည်းစကားပြောပြီးတာနဲ့ဆေးရုံဘက်ကိုပြန်ထွက်သွားပါတယ်ကျွန်တော်လည်းကားမောင်းပြီးတဲဆင်းရွာဘက်ကိုထွက်လာပါတယ်ဆေးရုံကနေတဲဆင်းရွာကိုမိနစ်40လောက်မောင်းရမယ်ထင်ပါတယ်ပုံမှန်ဆိုရင်ကားလမ်းပေါ်မှာဖြတ်သွားဖြတ်လာကားတွေကိုတွေ့ရပေမဲ့မိုးရွာလို့များလာတော့မသိပါဘူးအဲ့ဒီနေ့ကကားတစ်စီးကလေးမှကိုမတွေ့ရပါဘူးညကလည်းမောင်းနေတဲ့အချိန်မိုးကလည်းရွာနေတာကြောင့်ရှေ့ကိုပဲပြီးဆက်ပြီးမောင်းလာလိုက်ပါတယ်အမောင်အတိဖြစ်နေတဲ့လမ်းရဲ့ကားပေါ်မှာကိုတယောက်တည်းဖြစ်နေတာကြောင့်ရဲ့စိတ်ထဲမှာနည်းနည်းကြောက်စိတ်ဝင်မိတာကတော့အမှန်ပါတဲဆန်းရွာကိုရောက်တော့ရွာထိပ်မှာအမျိုးသမီးကြီးတယောက်ကကျွန်တော်ကိုစောင့်နေပါတယ်အဲ့ဒီအမျိုးသမီးကြီးကသူမနောက်ကိုလိုက်ခဲ့ဖို့ပြောတာကြောင့်ကျွန်တော်လည်းအဲ့ဒီအမျိုးသမီးကြီးနောက်ကိုလိုက်ရင်းလူနာရှိတဲ့အိမ်ကိုရောက်သွားပါတယ်ဒါပေမဲ့ထူးဆန်းတာကရွာထဲဝင်လာတဲ့တခြားမှာလူတယောက်တော့မတွေ့မိတာပါတရားလုံးလဲမောင်မိုင်းတိတ်ဆိတ်နေပြီးတော့မင်းလင်းအောင်တခုတလေတောင်မရှိပါဘူးလူနာရှိတဲ့အိမ်ကပြင်ဘက်ကနေကြည့်ရင်လူမရှိတာကြာပြီလို့ထင်ရတဲ့တေးသားရင်ဟောင်းတစ်လုံးပါအိမ်ထဲကိုစဝင်လိုက်ရှင်းမှာပဲပုတ်တိုးအနံ့တစ်ခုကကျွန်တော်နှာခေါင်းထဲကိုဝင်လာပါတယ်အိမ်ထဲမှာမင်းလင်းအောင်ဖြော့ရဲအဲ့ရပေါ်မှာစောင်းရှောင်ပြီးလဲနေတဲ့အသက်20ကျော်အရွယ်အမျိုးသမီးငယ်လေးတယောက်ပဲရှိပါတယ်ခုနကကျွန်တော်ကိုစောင့်နေတဲ့အမျိုးသမီးကြီးရဲ့သမီးဖြစ်ပုံရပါတယ်ကုညီပေးဖို့အနီးနားမှာဘယ်သူမှမရှိတာကြောင့်ကျွန်တော်နဲ့လူနာရှင်အမျိုးသမီးနဲ့ပဲတွဲပြီးကားပေါ်တင်လိုက်ပါတယ်အဲ့ဒီကောင်မလေးရဲ့ခန္ဓာကိုယ်ကတော်တော်လေးအေးဆက်နေတာကိုတော့ကျွန်တော်သတိထားမိလိုက်ပါတယ်ကျွန်တော်လည်းလူနာကိုကားပေါ်တင်ပြီးဆေးရုံကိုအမြန်မောင်းလာပါတယ်လူနာရဲ့တစ်ချက်ချက်ညှိတန်ရဲ့ကားရဲ့အရေးပေါ်ဥဩတန်ရဲ့ကလွယ်ပြီးကားတစ်စီးလုံးကတိတ်ဆိတ်နေပါတယ်လမ်းတစ်လျှောက်လုံးလဲအဲ့ဒီအမျိုးသမီးကြီးကစကားတစ်လုံးတစ်ပါးမှမပြောဘဲသူ့သမီးကိုပဲနေမိုင်ကစိုက်ကြည့်နေပါတယ်ကျွန်တော်လဲအဲ့ဒီအမျိုးသမီးစိတ်သက်သာရအောင်စကားစပြောပါတယ်အမကြီးတားစိတ်မပူပါနဲ့ဆေးရောင်ရင်ကောင်းသွားပါလိမ့်မယ်ဒါနဲ့ကလေးကဘာဖြစ်တာလဲဒါပေမဲ့ဘာတခုမှကျွန်တော်ကိုပြန်ပြောတာကြောင့်ကျွန်တော်လည်းစကားဆက်မပြောတော့ပဲကားကိုပဲအမြန်မောင်းလာလိုက်ပါတယ်ခဏနေတော့ဆ iam မမြာနေစီကကျွန်တော်စီကိုဖုန်းဝင်လာပါတယ်ဦးလေးပဲမလဲမြို့ထဲပေါ်လူနာတကြောင်ပတ်ခေါ်ကြချလို့ဦးလေးဆ iam မတဲခိုင်းလိုက်တဲ့တဲဆင်းရွာကလူနာယူပြီးပြန်လာတာလေဆေးရုံသားတောင်ရောက်တော့မယ်ဦးလေးဘာတွေပြောနေလဲကျမမတဲခိုင်းပါဘူးကျွန်တော်လည်းနောက်ကြည့်မှန်ကနေကားရဲ့နောက်ခန်းကိုကြည့်လိုက်တော့ကားအနောက်မှာဘူးမှရှိမနေပါဘူးကျွန်တော်လည်းကြောက်လန့်နဲ့ကားကိုလမ်းပေးချရပြီးနောက်ခန်းကိုတေချာကြည့်လိုက်တော့စပင်ဖလာနဲ့လက်သေးအရှိမျက်လုံးတစ်ခုလုံးတွေးနေအောင်ပြနေတဲ့အမျိုးသမီးတစ်ယောက်ကကားနောက်ခန်းမှာထိုင်နေပါတယ်ကျွန်တော်လည်းကြောက်လန့်နဲ့ကားပေါ်ကဆင်းပြီးဆေးရုံကိုပြေးလာလိုက်ပါတယ်ဆေးရုံကိုရောက်တော့အကျိုးအကြောင်းကိုပြောပြတဲ့အချိန်မှာဆရာကြီးဒေါက်တာမင်းခိုင်ကဒါဆိုဟိုတာမီများဖြစ်နေမလားမသိဘူးကိုကြည်တာရေညောင်ခဲတဲ့3နှစ်ကတဲအစင်းရွာကနှစ်ဖြားအပြင်းဖြားပြီးရောက်လာတဲ့တာမီနှစ်ယောက်ကစကင်းကိုလာတဲ့လဲမှာပဲလူနာတင်ကားပေါ်မှာဆောင်းသွားကြတာသူတို့မှကတာမီနှစ်ယောက်တည်းရှိတယ်လို့ရွာကလူတွေပြောကြတာပဲစီယုံကိုတော့အင်းနာရှင်တွေကပို့ပေးကြတယ်လို့ပြောတယ်ဒေါက်တာရဲ့စကားကိုကြားလိုက်ရတဲ့အချိန်မှာကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးချမ်းစင်းစင်းဖြစ်သွားပြီးတော့ကြက်သိမ်းမွေးကြီးတွေပါထသွားပါတယ်
ကျွန်တော်လည်းဒီအဖြစ်အပျက်တွေဖြစ်ပြီးနောက်ပိုင်းမှာလူနာတင်ကားမောင်းတဲ့အလုပ်ကိုဆက်မလုပ်တော့ပဲအလုပ်ကနေထွက်ပြေးလိုက်ပါတယ်ဒီအဖြစ်အပျက်ကအခုတည်းကကျွန်တော်စိတ်ထဲမှာကြောက်လန့်နေတော့ပါပဲတကယ်ပဲအဲ့ဒီနေ့ကတွေ့ခဲ့တဲ့တာမီနှစ်ယောက်ကငှက်ဖျားနဲ့တွေ့သွားတဲ့တာမီနှစ်ယောက်လားဒါမှမဟုတ်တခြားသူတယောက်ယောက်များလား